ဒါကတော့ Golden Paradise အမြန်လန်း32မိုင်5ဖာလုံကနေဝင်လာတာ32မိုင်3ဖာလုံကနေဝင်လာတာအဲ့မို့တော့အဓိကတော့ရေကူးအပန်းဖြေပေါ့အဲ့တော့ဘန်ဂလိုလေးတွေပေါ့အများကြီးရှိတယ်ဝင်ကြီးကတော့2000ပေးရအဲမှာရေကူးမဲ့ဆိုနောက်ထပ်1000ထပ်ပေးရဒါကတော့မမထွေးမမစုမမမအေးလေးဘန်ဂလိုလေးပြည့်အောင်အေးနော်အဲ့ဒါလေးအမေကြိုက်တယ်ဟိုမှာဝင်လာတဲ့ကားတွေရေကူးကန်ကြတော့ဟိုဘက်မှာရေကူးကန်ဒီဘက်မှာနောက်ကကျူပါလို့ပါဒီမှာလိုက်ပြဖွင့်လိုက်တာတိတ်တော့မကြသေးဘူးဒီနေ့ကမတ်လ1ရက်နေ့2016လောဆန်ရောလက်တက်လက်ကရှစ်တော့မှာလက်ကရှစ်တခါဒါကြော်ညာအစ်စ်အတွက်ဒါကဒီနေ့ရှူတင်လာတဲတာပါလေဟုတ်ကဲ့ပါရောက်မယ်ခုဆိုအလဲကျသူကဒေါ်လေးဖြစ်ပါတယ်ဒေါ်လေးလဲကျတယ်လှတယ်ရေလေးစိမ့်တာဟုတ်တယ်လှတယ်ဟုတ်တယ်မဖေးရတကယ် foreigner တက်ခေါ်လာတယ်တူတယ်နည်းနည်းတော့လုံးရတယ်ဟုတ်ကဲ့ရေကန်နဲ့